ဘာဖြစ်တာလဲဘူးဒီငါနဲ့ဘာတွေလျှောက်နေတာဘူးဒီကိုမပါဘူးကြက်ရုပ်ကိုစားမရဘူးဟောနင်းမေငါသားနဲ့ပရိသတ်ကြီးကအများကြီးပဲအများကြီးပဲသမင်းယုံမှလည်းအများကြီးပဲဘာတွေလျှောက်ပြောနေအဲ့ဒါဒါပေမဲ့တော့ငါဒီပရိသတ်ထဲမှာသူတို့ဖွဲ့တော့ငါစောင့်နေကတ်တယ်ဘာသူ့ကိုတော့ဟောငါသူတို့ကာဘာတိုင်းပြည်သွားပြီးဖုံးကာဘာလေးသွားဝယ်တာကာဘာတိုင်းပြည်သွားသုံးပေါက်တီတီသွားဝယ်တာအေးကျွန်တော်ကိုပြုံးပြလို့ကျွန်တော်မသွားရဲတော့ဟာပြုံးပြမှာအဲ့ဒါဝင်းစားမှုကောင်းတာပြုံးမတယ်လို့နင်းကိုဆဲလို့ရမှာလားဟောအဲ့လိုလားဟုတ်တယ်တကယ်ပါဒီကလေးတွေကကျွန်တော်မြင်လို့ရှိရင်အများအားရှာထုတ်ပြတာဟဲဘာလို့ရှာထုတ်ပြမှာမပြမှာဘူးဟာအဲ့လကားပြောတာပါပရိသတ်ကြီးယနေ့ညမှာအင်မတန်မှဆုံးပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ရဲ့ဆရာအကိုဖြစ်တဲ့ဟာလာစူပါဘဲတော့ညီလေးဟာလာမောင်ထန်လေးတို့လည်းကြံသေးတယ်ဆိုတော့လေးလည်းအများကြီးဒါလို့တော်တော်ရှင်းရှင်းနဲ့မပြောချင်တော့ဘူးအဲ့တော့ကျွန်တော်နာမည်ဘယ်သူလဲတော့မီးသူရောက်နေအောင်ဘူးအောင်ဘူးကနိုင်3,000 သိန်းကိုနာမည်ကိုပြောမှတင်မှာဘယ်သူကတင်မှာမဟုတ်ကျွန်တော်နာမည်ကတော့ကြပြာလေးနဲ့စာလေးနဲ့ပြောမယ်ဟောကြပြာနဲ့စာနဲ့ကျွန်တော်နာမည်ကတခြားမဟုတ်ဘူးဘယ်သူလဲတော့ချမ်းတုံတောင်တက်ကြောက်ခဲရွက်အဲ့ဒါကျွန်တော်နာမည်ကြားလဲကြားမှုပါဘူးဗါတဲ့ချမ်းတုံတောင်တက်ကြောက်ခဲရွက်အဲ့ဒါဘာကြီးတော့အဲ့ဒါငါနာမည်လို့ဟာကြက်ညံဖန်ကင်းနဲ့နာမည်ဖြစ်နိုင်မှာကြက်ညံဖန်မှာဟုတ်ပါတယ်ပြိတ္တာမသိဘူးလားသိပါဘူးမသိတေချာမတ်တာပြောသားချမ်းတော့ဆောင်းမချုံလားရှုံတာပေါ့ကြောက်ခဲတွေတက်ပြီးတောင်တက်တော့မမောလားမောတယ်ဆောင်းမောတော့နင်းနာမည်စောမဒေါ်လာအမေချာဘာမှမဆိုင်ဘူးဘယ်ကောင်းလေးတော့ဟာရိုက်တာငါရိုက်တာဟုတ်ပါပရိသတ်ကြီးကျွန်တော်နာမည်ကတော့ဟောဒီမန္တလေးပိုင်ရှင်ရဲ့ဆိုင်ခွဲမှာလူရွှင်တော်မောင်ဒေါ်လာလို့ခေါ်ပါတယ်ဟုတ်ကဲ့ကျွန်တော်နေတဲ့နေရာလဲပရိသတ်ကြည့်စီမှာပေါ့ခမများတို့အိမ်နေမြေမျိုးလေးကိုပြောပြလိုက်စမ်းကျွန်တော်နေတဲ့နေရာကတော့ပရိသတ်ရေပြောစမ်းတခြားမဟုတ်ဘူးဟောဒီပရိသတ်ကြီးဟောဒီပရိသတ်ကြီးနဲ့ဘာဖြစ်တော့ကိုပိုင်ရှင်ရဲ့ဟောဒီမိတ်ဒီလာကံကြီးရဲ့ဖြစ်ပါတယ်ခင်ဗျာဟာဘာမှလည်းမဆိုင်ပါဘူးမသိဘူးလားမသိပါဘူးဟောဗျာဟောဒီပရိသတ်ကြီးရဲ့ဟောဒီမန္တလေးပိုင်ရှင်ရဲ့ဟောဒီမိတ်ဒီလာကံကြီးရဲ့ကျွန်တော်နေတဲ့နေရာပါခင်ဗျဘာဆိုင်လို့လားလေရှောက်ပြောတယ်မသိဘူးပေါ့ခင်ဗျအိမ်ပြောခိုင်းနေတာဟောမင်းအဲ့ဒါကြောင့်ပြောတာပရိသတ်ကြီးကမများဘူးလားများတယ်ဟောမန္တလေးပိုင်ရှင်ကနာမည်မကြည့်ဘူးလားကြည့်တယ်ဟောဒီမိတ်ဒီလာကံကြီးကမနစ်ဘူးလားနစ်တယ်များကြီးနစ်တော့မြည်တီနာနေပြီတော့မြည်တီနာနဲ့နေပြီတော့တခြားစီအလကားပြောတာပါပရိသတ်ကျွန်တော်နေတဲ့နေရာကိုကျွန်တော်ပြောခဲ့ပါမယ်လာခဲ့ပါနော်မောင်တော်လာဖိတ်ခေါ်ပါတယ်ကျွန်တော်နေတဲ့နေရာကတော့အထာတိကတော့ဇာတိကတော့မန္တလေးရန်ကုန်မှာမွေးဟုတ်ပြီမကွေးမှာချက်မြုပ်မုတ်ကုတ်မှာကြီးခန်းဒီမှာကြောက်နေဆလေမှာလူပြိုရွှေဘုံမှာအိမ်အောင်ကြကလေးဝမှာမိမယူပခုတ်ကူမှာမရရမုတ်တမမှာမင်္ဂလာဆောင်ကြိုက်ထုံမှာကလေးဖေပြည်မှာဇပ်ပိုင်မလိုက်မှာမင်းသားပြည်မနာမှာယုံသွင်းတပိတ်ချင်းမှာပွဲကူချုံမှာစကောင်းပွဲကြောက်မဲမှာလက်ဖက်ရုပ်ခဲ့ရတဲ့ကျွန်တော်ပါခင်ဗျာ
အချာ လိုက် ကွာ တဲ့ရောကြောင်မဲ့မရောက်သွားအဲ့လောက်နေတဲ့မြို့တွေများတော့တင့်တင်ဘေးမှာသွားပြီးတော့မြေမြုပ်ပေးရမှာ ဟိုနာပရိသတ်ကာမတိုင်းပြည်ညီမလေးတွေလက်ဖက်ရောက်တာတော့ဗျောင်းမြန်မပြန်ရ လက်ဖက်ရောက်တော့ မလုံနဲ့မနဲ့ကြတော့မကြွေးဘူးအဲ့လားလက်ကားပြတာပါကျွန်တော်နာမည်လူရှင်တော်မန္တလေးပိုင်ရှင်ဆိုင်ခွဲမှာလူရှင်တော်မောင်တော်လာလို့ခေါ်ပါတယ်ခင်ဗျာကျွန်တော်မိတ်ဆက်ပြီးတော့ဒီဘက်ကသခေါ် ချော့လောက်ပါနေမကြီးတခေါ်လားနေတခေါ်နေမတက်ပူနေလို့လားကဲ ဒီဘ ကဲ က်က ပိတ်သက်ကြီးကျွန်တော်နာမည်လေးမိတ်ဆက်ပေးမှာဖြစ်ပါတယ်ဒီလေရိုမာ ဘာမမဟုတ်ဘူးမီးထွက်ပြီးမီးနေတဲ့တွေကအဲ့လိုတက်တယ်လေ ဟုတ်တယ်စနုံမတော့တာ3ရက်စ သိကွာ ဘာတွေရှောက်ကြလဲ တော့ပါ တားနာမည်လေးကိုမိတ်ဆက်ပေးမယ် မပူနဲ့အလူပါကျွေးတဲ့ပဲကျင်စားပြီးဒီတိုင်းဖြစ်တာပဲ ကြက်ရုပ်ဆိုင်နဲ့ဒီရုပ်ပေါက်သွားတာ ပဲကျင်ကလည်းအန်တီဝင်းတို့ကဘယ်လိုလုပ်တယ်မသိဘူးချင်းလိုက်တာကိုစူးလို့ အဲ့ဒါတံမြာတိပါညစ်ထဲထားတာကဲပိတ်သက်ကြီးကျွန်တော်နာမည်ကိုမိတ်ဆက်ပေးပါမယ်မိတ်ဒီလာမြို့သူမြို့သားတွေကကျွန်တော်နဲ့တိတ်တော့မကွင်းတော့ပါဘူးဟိုတလော့အမှမဟုတ်မနဲ့မဟုတ်တက်ပြီးတော့ကြိုက်တာလုပ်လာတာကျွန်တော်တချို့ကတော့မြင်ကြပါတယ်ဒါပေမဲ့တခုမိတ်ဆက်ပေးပါရစေကျွန်တော်ကအနောက်ကျောင်းသားကျွန်တော်ကျောင်းတက်တဲ့ကျွန်တော်ရဲ့တက္ကသိုလ်နဲ့ကျွန်တော်အင်္ဂလိပ်လိုလေးပြောမယ် အိုးပရိသတ်သူကဒီမှာတက်ကလို့တက်နေတာဆိုတော့တက်ကတူတက်တဲ့ကြောင်းသားဆိုတော့ကုန်းကလေးလို့ပေါ့ အင်္ဂလိပ်လိုနေမေကြီးကုန်းကလေးလိုကျွန်တော်တက်တဲ့အတန်းကစက္ကန့်ကြီး မင်းဟာကြာတော့စကိုင်း စက္ကန့်ကြီးကျွန်တော်စက္ကန့်ကြီးမတက်တော့အဲ့တဲ့ကျောင်းပညာကိုဖျက်ပြီးတော့ကျွန်တော်နိုင်ငံခြားထွက်တော့မှာ ဟာမင်းကနိုင်ငံသွားပါ ဟိုနိုင်ငံထွက်မှာ ဘယ်နိုင်ငံတော့ စင်ကာပူ အဲ့ဒီတော့ဘိုးလုံးမြုပ်ပါတော့မင်းဟာကဟုတ်တော့ စင်ကာပူပြီးရင်ကျွန်တော်ဟိုနိုင်ငံဆက်သွားမှာ ဘယ်နိုင်ငံသွားမှာ မလေးဟုတ်ကဲ့ကျွန်တော်နာမည် ဒါတော့အောင်ပါ အင်္ဂလိပ်လိုလေးမိတ်ဆက်ပြရစီ လောက်ပါ ONE1 ဝါ TE ရန်တန်းနှလုံးပေါက်လိုက်တော့ ဆိုင်ကယ် ဝါဒနေမကြီးဆိုင်ကြရမှာလား မဝမ်းတန်းလဲဆိုင်ကယ်ပဲကွာ ကျွန်တော်နာမည်ဟာတလူရှင်တော်လေးအချောလေးတခေါ်လေးဝါဒဖြစ်ပါတယ် ဝမ်းတန်းဆိုပြီးတော့ အားပေးပါလက်ကောက်လက်ပါ နေမေငါသာအကုန်လုံးပြိတ္တာကြီးဒေါ်လာလေးကိုအမေလက်ကသာတီးပါဦးမတီးတဲ့လူပိုင်သက်ကြော်တွေ ကဲဆက်လက်ပြီးတော့စောစောလေးလေးနဲ့ဂုံတီးရင်းနဲ့မန္တလေးရဲ့ရွှေမြို့တော်ရဲ့စိုင်းဝင်းသားတော်လေးပိုင်ရှင်းဆိုင်ကဟောဒီလိုပထမရှိလဲစပါပြီပြုတ် ဟေး တော့